လုံးပဲမင်္ဂလာပါဆရာတော်ဟောပြောဆုံးမတာလေးကိုအတူတကွနာယူလိုက်ကြရအောင်ဒီနေရာမှာဘုသူတ္တလေးတစ်ခုပြောမယ်အဲ့ဒီမှာလူတွေကမှားနေတာကဒီအနန္တောအနန္တ၅ပါးနဲ့တရဏဂုံ၃ပါးနဲ့ကိုရောနေတာဒီဘက်ကမိဘတွေဆရာသမားတွေဟာတရဏဂုံ၃ပါးထဲမှာပါလားဟဲ့ကိုးကွယ်ထိုက်တဲ့ထဲမှာပါလားအဲ့တော့အနန္တောအနန္တ၅ပါးကဘာတွေတော့ဗုဒ္ဓဂုဏောအနန္တောဓမ္မဂုဏောအနန္တောသံဃဂုဏောအနန္တောမာတာပိတုဂုဏောအနန္တောအာစရိယဂုဏောအနန္တောအနန္တောမဟုတ်ဘူးနော်နန္ဒီဆိုတာနှစ်သက်ဖွယ်ကောင်းမျက်နှိုးဖွယ်ကောင်းတာအရှိရအဆိုတဲ့ negative အငင်းထည့်လိုက်တဲ့အခါအနန္တဆိုတော့နှစ်သက်ဖွယ်မျက်နှိုးဖွယ်ကျေးဇူးကုန်ဘာမှမရှိဘူးဆိုတဲ့အဓိပ္ပာယ်ရောက်သွားတယ်ဗုဒ္ဓဂုဏောအနန္တောဆိုတော့ဆဲပြလိုက်တာနဲ့တူသွားအောက်ကတဝင်းမှုတန်နဲ့ထွက်အနန္တဆိုကြည့်ပါဦးအနန္တဆိုတာအသုံးအပိုင်းခြားမရှိတာကိုပြောတာအနန္တဆိုတာဘာတော့ဗုဒ္ဓဂုဏောအနန္တောဓမ္မဂုဏောအနန္တောသံဃဂုဏောအနန္တောမာတာပိတုဂုဏောအနန္တောအာစရိယဂုဏောအနန္တောအနန္တဟုတ်လားမဟုတ်ဘူးအနန္တောအနန္တပြန်ပြောပါဦးဒေါသနဲ့မထွက်နဲ့တော့ဒေါသထွက်ရင်ဆဲသလိုဖြစ်သွားတယ်ဒီဓာရွေးနဲ့တာဝိပုတ်ပြောင်းလိုက်တာနဲ့ဒီဟာပြောင်းလိုက်တာနဲ့အဓိပ္ပာယ်တွေကပြောင်းပြန်ဖြစ်သွားတယ်အနန္တောအနန္တဆိုတာအဆုံးပိုင်းခြားမရှိကျေးဇူးကုန်ကြီးတာပြောတာဒီနေရာမှာကျေးဇူးကုန်တော့ဘုရားတရားတန်ခါမိဘဆရာကိုတန်းနေထားတို့တော့ဒီပုဂ္ဂိုလ်တွေရဲ့ကိုးကွယ်ခံတတ်တဲ့ရည်ချင်းကြတော့မိဘတွေဟာကိုးကွယ်ခံတတ်တဲ့ထဲမှာပါလားမပါဘူးကိုးကွယ်ခံတရား၃ခုပဲရှိတယ်ဘုရားတရားတန်ခါအဲ့ဘုရားတရားတန်ခါဟာအက္ခဒက္ခိနိယမြတ်သောအလှခံပုဂ္ဂိုလ်အနေနဲ့ကိုးကွယ်ထိုက်တယ်အဲ့ဒီနေရာမှာနတ်တွေအစားထိုးလိုက်တယ်အဲ့ဒီနေရာမှာဘိုးတော်တွေအစားထိုးအဲ့ဒီနေရာမှာတခြားဘသူ့ကိုပဲအစားထိုးလို့တရဂုံပြတ်တယ်ဟုတ်နော်အဲ့ဒီနေရာမှာအစားထိုးစရာမျိုးဒီ၃ခုပဲရှေးတော်လည်းဒီ၃ခုပဲအခုလည်းဒီ၃ခုပဲနောက်လည်းဒီ၃ခုပဲထပ်မပို့တော့လို့တော့ခုနပြောတဲ့အနန္တောအနန္တ၅ပါးကျေးဇူးကုန်ကြီးတာနဲ့ကိုးကွယ်ထိုက်တဲ့အရေးချင်းနဲ့တူလားမတူဘူးဒါရောနေကြအဲ့ဒါမတူဘူးဆိုတဲ့ဟာလေးဒီမှာခွဲသိရနော်ဒီဗီဒီယိုမှာသင်တို့တစ်ခုခုရရှိမယ်လို့ယုံကြည်ပါတယ်